ဒီကနေအခုကပြန်လာတာလေသူကနာစီးချောင်းဆိုးနေတော့သူ့ကိုဟိုကမလောက်တော့ရေမချိုးအောင်အဲဆိုခေါင်းလေးလျှော်ပြီးမယ်ပြောလို့ရှိရင်မချိုးဘူးခေါင်းလျှော်မယ်ပြောရင်မလျှော်ဘူးပြီးရင်ဘလို့ဟိုဟာဖြစ်မလဲကြည်တာဘလို့စိန်ခံမလဲဆိုတော့ကြည်တာဘလို့စိန်ခံမလဲဗျစိန်ခံကြဘလို့စိန်ခံမလဲသူ့ကိုဓာတ်ပုံဘာအဓိပ္ပာယ်နဲ့ရိုက်တာလဲတဲ့ဘာအဓိပ္ပာယ်နဲ့ဖြစ်ဖြစ်နေ့ပူမပါဘူးအေးရိုက်တယ်ပဲ等衣服湿了啊啊！听到没有？有没有听到？你不要乱动，动了是你的衣服湿了。你要好好的去。啥意思？干嘛？你知道的？不要也补啦，补啦，也啦补啦，啊？人家比，记呢？不要呢，也亲自啊，一般是。好说嘞。နာစီးတယ်အားကြောင့်2ရက်3ရက်လောက်ရှိပြီသူရေမချိုးပေးဘူးမှာအဲ့ဒါဆို你是不是又装痒了？我说的。你笑嘛人家问你的名字叫什么你名字叫什么呀？啊？怎么စားဘူးတဲ့ဟိုတရားလုံးကြည့်မှသူမစားဘူးတဲ့ကြောတင်牙齿被又痛了。要不要按汗膜啊？ဒါကြောင့်牙齿又臭呢按呢ဒါ舒服သူဘာပြောလဲတလားဟိုတရားလုံးကြည့်မှဆိုတာမစားဘူးတဲ့တရားလုံးစားလို့ရှိရင်လည်းသွားပို့စားမယ်ဟေးတကယ်သူစားကျင်တဲ့အချိန်ဆိုရင် तू ကကောင်းတယ်နော်门关起来冷嘞，你爸爸出去都不关门啊？咦？舒不舒服呢你都ကောင်းတယ်တဲ့舒服啊？那你有没有上学？现在跟阿姨了？舒服呢嘛现在我也学မတို့တွေကဒီနေ့ကဒီမှာနှိပ်တာလာအနှိပ်ခံတာအနှိပ်ခေါင်းလျှော်မျက်နှာစီးပေါ့နော်အဲ့မှာချစ်တာတော့မနှိပ်ဘူးဆိုတာကြီးပဲခေါင်းမလျှော်ဘူးဆိုတာကြီးပဲမရဘူးတခါတည်းလှုပ်ပေးရမယ်ကလေးသူ့လေးမုတ်ပေးလို့ပြဿနာကြတော့我们这吃饭了，人家从那么等着，老板从那么等着。